အားလုံးမင်္ဂလာပါရှင်ဆိုနီယာချက်လာရတဲ့တဖန်ပြည့်စုံလိုက်ပါရရှင်ဒါကတော့ဆိုနီယာတို့တဲတဲ့ဂျမ်ချက်တီရီဆော့နဲ့မနီမိုးဝေး7နှစ်ခန့်သာဝေးတဲ့ဒီပါကလေးမှာရှိတဲ့ဒီကျိုးတရားလေးကိုလာရောက်လဲပေးရချင်းဖြစ်ပါရရှင်15ဦးထက်တော့တက်ခွင့်မရှိပါဘူးเนาะဘလောက်တာရလဲဆိုတာကိုတော့ပြောစရာမလိုအောင်ဗီဒီယိုကတက်သေးပြနေပါရရှင်ရှေ့ဆက်ကြည့်ပါအောင်ရှင်ဆိုနီယာကဝိတ်များလို့လားတရားပဲမခိုင်းတော့လားတော့မသိဘူးเนาะThis is just now, Kocha. 哎呦我的妈！Yo, just now you Kocha ako. Madugurego. ဆိုနီယာလိုမယန်းကားပါနဲ့ပြုတ်ကျနိုင်တဲ့အတွက်ပါဒါလီကတော့အဲဒီ park မှာပဲရှိရဲ့ coffee shop လေးဖြစ်ပါရဲ့ရှင်လုံးဝတာယာလန်းဆက်နဲ့ပေါ့နော် positive vibes ပဲပေးနိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဆိုနီယာကတော့အားလုံးကို recommend ပြုချင်ပါတယ်အဲဒီနောက်ပိုင်းမှာဆိုနီယာတို့ကတော့ hotel ပြန်မယ် hotel ပြန်ပြီးတော့ရေတွေပါဆော့ဖြစ်တဲ့ adventure လေးတွေလုပ်ဖြစ်တဲ့ပေါ့နော်လူနဲ့ပဲပျော်ရွှင်စွာနဲ့ဒီနေ့တာအကုန်ဆုံးသွားပါရဲ့ရှင် Good morning guys ဒါလေးကတော့ဂျမ်ချက်တီဆော့ရဲ့မနက်စာလေးဖြစ်ပါရဲ့ရှင့်လုံးဝအာဟာရပြည့်တဲ့ protein အပြည့်နဲ့အစားအစာမို့လို့ပို့ပြီးတော့သဘောကျမိပါရဲ့ရှင့်ကြက်ဥလေးဆိုရင်လည်းရှိပါတယ်တောက်စရာဆိုရင်လည်းမျိုးစုံရှိရပေါ့နော်နောက်ပြီးတော့ coffee တောက်ချင်သူများ coffee လဲတောက်ယူလို့ရတယ်လို့ဒီ bread စားချင်သူများ bread စားလို့ရပါတယ်ဒါကတော့ဆိုနီယာရဲ့မနက်စားပြီးနောက်ပိုင်းမှာဆိုနီယာအင်ဂျီလဲပြီးမှ ATV သွားစီးမှာဖြစ်ပါရဲ့ရှင် ATV ကလည်းဆိုနီယာပထမဆုံးစီးတာဖြစ်ပါတယ်အခုကတော့အကောင့်တမှာသွားပြီးတော့ booking တင်လိုက်ပါတယ်ခဲ ATV ကိုရောက်ပါပြီရှင်ဆိုနီယာတော်တော်လေးကိုစိတ်လှုပ်ရှားတယ်ပေါ့နော်တော်တော်လေးကြောက်နေတယ်ဆိုနီယာတွေမဟုတ်ဘူးပေါ့နော်ဒီမှာတွေ့ရတဲ့ကောင်လေးတွေပါတော်တော်လေးကြောက်သွားတယ်ပေါ့နော်သူတို့ကြောက်တာမြင်တော့ကိုကပိုးပြီးကြောက်ရတာပေါ့ရှင်ကဲမောင်းပြီဗျို့တွေ့လားအစင်းနေပြေနေပါပြီရှင်ဒီလိုနဲ့တနေရာရောက်သွားတော့ဆိုနီယာတော်တော်လေးလန့်သွားတယ်ပေါ့နော်သူကရေထဲမှာဆင်းရမယ်ဂုံဆင်းရမယ်ပေါ့နော်ဆိုတော့ဒီကလူကိုနည်းနည်းအကူကြီးတောင်းလိုက်ပါရရှင်အထာလေးနည်းနည်းတီလာတော့ကိုရိုင်းစီးကြည့်မယ်ဆိုပြီးတော့ကိုရိုင်းရတာရခဲ့တယ်တူဆိုနီယာရဲ့အမေကလည်းအားပေးမှုကျန်းတဲ့အတွက်ကြောင့်ဆိုနီယာကြောက်နဲ့ကိုသွားပါတယ်ဒါတော့ပထမ round ပေါ့နော်တော်တော်လေးတဲရတာလည်းခက်တယ်ကြောက်တယ်ပေါ့နော်second round မှာကြည့်အောင်ဒါလေးကတော့ second round ဖြစ်တယ် second round မှာဆိုရင်နည်းနည်း easy ဖြစ်သွားပြီဆိုနီယာအတွက်third fourth မှာတော့ပြောစရာမရှိတော့ဘူးဆိုင်ကယ်ပါမောင်းနိုင်အောင်မောင်းနိုင်ခဲ့ပါရဲ့ရှင်အဲ့လိုပဲပြောပြချင်တာကတော့မလုတ်ဘူးလို့ပဲကြောက်စရာကောင်းတာပါလုတ်ပြီးတက်ပြီးဆိုရင်ပါအဲ့ရ easy ပဲပေါ့နော်ရှင်အဲ့ဒါနဲ့ကျွန်တော်အမေကလည်းငါလည်းစီးပြမယ်ဆိုပြီးတော့စီးပါရဲတော်တော်လေးကုန်ပြီပဲပေါ့နော်အမေကိုနောက်ပြီးတော့ကျေးဇူးလည်းအများကြီးတင်ပါတယ်ရှင်အဲဒီနောက်ပိုင်းမှာတော့ဆိုနီယာတို့ပြန်ပြီးတော့အင်ချီလဲပြီးမှအိမ်ပြန်မယ်အိမ်ပြန်လမ်းမှာနှစ်နေရာဝင်မှာဖြစ်ပါရဲ့ရှင်ပထမနေရာကတော့ဒီဥယျာဉ်ပေါ့နော်ဒီမှာလိတ်တွေပါရှိမယ်အမျိုးစုံရှိမှာဖြစ်ပါရဲ့ရှင်တစ်ချက်ကြည့်လိုက်ရအောင်နော်နဲ့ပြန်ထွက်ပြီးမှပင်လယ်ကမ်းခြေကိုသွားဖြစ်ပါရဲ့ရှင်ဆိုနီယာရဲ့ဗီဒီယိုလေးကိုဒီကပရိသတ်တို့ကြိုက်နဲ့ကြက်မယ်လို့မျှော်လင့်ပါရရှင်ရှေ့ဆက်လဲဒီလိုဗီဒီယိုတွေနဲ့ပြန်လာမှာမို့လို့ like share follow လေးလုပ်ဖို့မမေ့ပါနဲ့အောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ် bye bye guys